မင်္ဂလာပါ Zone of Arthur ကနေကြိုဆိုလိုက်ပါလေကျွန်တော်အာသာပါဇလန်းစာမှာစောင်းဆိုဟာနတ်မောင်ပြီးထူးဆန်းတဲ့ရဲလိတ်တစ်ခုရဲ့အောက်ထက်လိုမျိုးနေရာကိုရောက်ရှိနေတာကိုတွေ့ရပါလေသူကဒီမှာဘသူရှိလဲလို့မေးခွန်းထုတ်ရင်ပတ်ဝန်းကျင်ကိုစူးစမ်းနေတော့မှာပဲတန်းစီရက်နေတဲ့တန်ချက်ကဝစ်စုံကြီးတွေကိုတတိပြုမိသွားပါလေဒါပေမဲ့ဒါတွေကရိုးရိုးအလှပြရုပ်တုတွေမဟုတ်ဘူးဆိုတာသူမကြခင်မှာပဲသိလိုက်ရပါလေရုတ်တရက်ဆိုသလိုဒီတန်ချက်ကဝတ်စုံကြီးတွေဟာစတင်လှုပ်ရှားလာပြီးသူ့ကိုတိုက်ခိုက်လာပါတော့တယ်ဆူဟိုကသူတို့ကိုလက်ပလားနဲ့ပဲခုခံတိုက်ခိုက်ရင်တကောင်မီတကောင်ချေမုန်းပေးထဲပါလေအဲ့ဒီချိန်မှာပဲ system စီကနေ you have level up ဆိုတဲ့ notification တွေတစ်ခုပြီးတစ်ခုတက်လာပါတော့တယ်သူဟာအဆင့်တွေဆက်တိုက်တက်လာပြီးအခုဆိုရင် level 19ကိုတောင်ရောက်ရှိသွားပါပြီသူရဲ့ status တွေကိုကြည့်လိုက်ရင်လည်း strength, stamina, agility, intelligence နဲ့ sense အားလုံးဟာ28ကနေ40စီတိုးသွားပြီးတော်တော်လေးအားကောင်းလာတာကိုတွေ့ရမှာပါဆူဟိုကိုတိုင်လည်းဒါကတကယ်ပဲ game တစ်ခုလို့ခံစားရတယ်လို့တွေးမိနေပါလေဒါပေမဲ့ဒီဘယ်လိုရွှေမှုကကြားရမခံလိုက်ပါဘူး80ဒေါ်လာရင်းနဲ့တကယ် boss လို့ထင်ရတဲ့အင်အားကြီးမှလို့နဲ့ Black Knight တကောင်နဲ့ထိထိုက်တွေ့ဆုံမှာတော့လေအဲ့ဒီ Black Knight ရဲ့တိုက်ခိုက်မှုကပြင်းထန်လွန်းလို့ဆူဟိုဟာခုခံဖို့တော့အချိန်မရပဲထိခိုက်သွားခဲ့ပါလေရစီတမိတ်အတွင်းမှာပဲသူကအစိုးပိုင်းကစတင်ခဲ့တဲ့နေရာကိုပြန်ရောက်သွားပြီးနိုးလာခဲ့ပါလေသူကငါတေသွားပြီလို့ထင်နေတာဆိုပြီးအံ့ဩနေတော့ပါနေရန်ဘော်ကမီးရင်တုံလုံးမဲကတလုံးငိမ့်သွားတော့ကိုတတိထားမိလိုက်တယ်ဒီမီးရင်တွေကသူ့ရဲ့အသက်တွေဖြစ်ပြီးအကုန်ငိမ့်သွားရင်ဘာဖြစ်မယ်ဆိုတာမသိနိုင်တဲ့တော့အထူးတတိထားဖို့ဆုံးဖြတ်လိုက်တယ်ဆူဟိုရဲ့ level ကအဆင့်တက်လာပြီးဖြစ်လို့လက်နက်ကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်သူဟာ rank C+ ရှိတဲ့ needle knuckle type gunless တွေကိုတက်ဆင်းလိုက်ပါတယ်ဒီလက်နက်ဟာ attack power ကို29တိုးပေးပြီးcritical rate ကို10%တိုးပေးနေမှာပါတစ်ဖက်မှာလည်းအဲ့ဒီ Black Knight ကိုအနိုင်ယူနိုင်ဖို့အတွက်သူတေချာလိလာရပါတယ်အဲ့ဒီ Black Knight အသုံးပြုတဲ့ဓာတ်ဟာဓာတ်ရှိအမျိုးအစားဖြစ်ပြီး attack power က180တောင်ရှိနေတာပါ level ကွာခြားချက်ကကြီးမားလွန်းတဲ့အတွက်သူဟာအဲ့ဒီ Black Knight ကိုပြန်မချခင် level ထပ်တင်ဖို့အတွက်အစောကတန်ချက်က monster တွေကိုပဲထက်ခါချရင်အချိန်ဖုံးမှာတော့တယ်သူအချိန်နဲ့စ조사ရင် level မြင့်လာတဲ့အခါမှာတော့ system စီကနေထူးခြားတဲ့ notification တစ်ခုတက်လာပါလေ You have reached the required level for a player ဆိုတဲ့သတင်းစကားနဲ့အတူ title quest တစ်ခုကြာလာပါတော့လေဆူဟူက quest ကို accept လုပ်လိုက်တဲ့အခါမှာတော့သူ့ကိုအချင်းဘယ်လောက်ထိတောင်းခံနိုင်မလဲဆိုတဲ့စမ်းသပ်မှုတစ်ခုစတင်လာပါပြီအချင်းတွေစတင်ရေတွက်လာပြီး monster တွေကလည်းသူ့စီကိုအုပ်စုလိုက်ကြည့်ဦးတည်လာပါတော့လေဇက်လိုက်ဟာပြုံးလိုက်ရဲ့အရင်ကနာဒီမရှိလို့ခတ်ခိုက်ခဲ့ပြီမဲ့အခုတော့အဆင်ပြေသွားပြီလို့ပြောလိုက်တဲ့နေရာမှာတင်ဒီ chapter ကပြီးဆုံးသွားပါတော့လေ Zone of Arthur ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါလေ subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဟုတ်နော်အားလုံးကိုကျေးဇူးတင်ပါလေကျွန်တော်အာသာပါ